ဟုတ်ဒီနေ့က2026ဖေဖော်ဝါရီ15ရက်နေ့ပေါ့နော်ကျွန်တော်ထုံးတန်တိုင်းထူးခြားသတင်းတွေတင်ဆက်ပေးတော့ပါမယ်ထူးခြားသတင်းတွေတင်ဆက်ခင်မှာဒါအခွင့်အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ပြောချင်တာလေးနည်းနည်းရှိတာကဘာလဲဆိုတော့ကျွန်တော်ဒီရက်ပိုင်းမှာပေါ့နော်စစ်တပ်ကဒီ PSM စနစ်နဲ့ပတ်သက်ပြီးတော့မှတော်တော်လေးအသုံးချလာတယ်ပေါ့နော်အသုံးချလာတဲ့အခါကျတော့ gate တွေတော်တော်များများမှာတချို့ gate တွေကကားလိုင်းတွေကဘာလို့လဲဆိုတော့ပြည်သူညွှန်ညင်လည်းမခံနိုင်ဘူးဗျာတစ်ခုပေါ့နော်ပထမတစ်ကြောင်းကတော့ပြည်သူညွှန်ညင်တာမခံနိုင်ဘူးသူတို့ကားလိုင်းရဲ့နာမည်ထွက်သွားမှလည်းကြောက်တယ်ကြောက်တဲ့ခါကျတော့သူတို့ကစစ်တပ်နဲ့တော့ပေါင်းတယ်စစ်တပ်နဲ့လည်းပေါင်းတယ်ပြည်သူလည်းမုန်းမခံနိုင်ဘူးအဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့တချို့ gate တွေမှာလိုအပ်တာတွေပို့ပြီးတော့မှဟွာဖြစ်ပေတယ်ပေါ့နော်ဟိုပို့ပြီးတော့ရက်ပေးတယ်ရက်ပေးပြီးတော့မှအေးစစ်ဟွာဖြစ်လို့ရအောင်ပေါ့နော်စစ်လို့ဆေးလို့ရအောင်ရှင်းပေါ်တာဆွဲလို့ရအောင်ပေါ့ဗျာဒါလမ်းကနေပြီးတော့မှဖြတ်ပြီးတော့မှပေါ်တာဆွဲတဲ့အနေအထားမျိုးတွေလုပ်လို့ရအောင်အထိဒါကြံဆောင်ပေးတဲ့ကားလိုင်းတွေလည်းရှိတယ်ပေါ့နော်ဒါကားလိုင်းတွေနောက်ပိုင်းကျလို့ရှိရင်ကျွန်တော်တို့ခုကတော့ဒီကားလိုင်းတွေနဲ့ပတ်သက်ပြီးတော့မှစီစစ်နေတာပေါ့နော်ဘယ်ကားလိုင်းကဘယ်လိုမျိုးလဲဘယ်ကားလိုင်းကဘယ်လိုမျိုးလဲဆိုတဲ့ဟာစီစစ်ပြီးတော့မှနောက်ပိုင်းဆိုရင်ဒါဟိုကားလိုင်းတွေရဲ့နာမည်တွေပါထုတ်ဖော်ပြီးတော့မှကျွန်တော်ပြောမယ့်အနေအထားမျိုးပေါ့နော်ဒီကားလိုင်းတွေကလည်းနောက်တစ်ချိန်ကျလို့ရှိရင်ဒါဒေါ်လာပြီးဆုံးတဲ့ကားလိုက်ရောက်လို့ရှိရင်ဒီကားလိုက်နဲ့ပတ်သက်ပြီးတော့မှတက်ဆိုင်ရာအရေးယူမှုတွေသူကလည်းသူပြုလုပ်သွားမယ်အစီအစဉ်လည်းရှိတယ်ပေါ့နော်အဲ့တော့တော့တရားတော့ကားလိုက်နေကျွန်တော်နာမည်တော့ထုတ်ဖို့မပြောသေးဘူးဒါပေမဲ့ကားလိုက်တွေကလူငယ်တွေပေါ်တာဆွဲလို့ရအောင်စစ်တပ်ကိုညှစ်ပတ်ပေးနေတဲ့အကြောင်းတရားတွေရှိတယ်ပေါ့နော်စစ်တပ်နဲ့ပေါင်းပြီးတော့မှညှစ်ပတ်ပေးနေတာပေါ့နော်ညှစ်ပတ်နေတဲ့အကြောင်းတရားတွေရှိတယ်ပေါ့နော်အဲ့တော့လူငယ်တွေတောက်လျှောက်ကတော့ပေါ်တာဆွဲခံနေရတဲ့အပြင်နောက်ထပ်ဘာကြီးထပ်ဖြစ်လာရတော့အခု PSM စနစ်ကိုစစ်တပ်ကဒီဘက်ကပြပထွက်မဲ့ကိစ္စကိုလည်းသူက passport line နဲ့ထိမ့်မယ်ပေါ့နော် passport line နဲ့ထိမ့်မယ်တစ်ဖက်ကကျွန်တော်တို့ပြည်တွင်းကလူငယ်တွေကိုလည်းဒီမရရအောင်ဆွဲမယ်နောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ PSM စနစ်နဲ့ပေါ့နော်အဓိကကကျွန်တော်တို့ဘယ်သူတွေသွားပြီးတော့မှပြဿနာတက်လာနိုင်တယ်ဆို905တွေနော်905တွေပြဿနာတက်လာနိုင်တယ်ပြီးရင် CDN တွေပေါ့နော် CDN ဥပမာမထင်မရှားနေတာပေါ့ဗျာ CDN တွေပြည်တွင်းမှာဒီနေ့ဒီချိန်ဒီ CDN လုပ်ပြီးတော့မှပြည်တွင်းမှာပဲဒီတိုင်းနေကြတဲ့လူတွေလည်းရှိပါတယ်ရှိတဲ့အခါကျတော့သွားတဲ့ချိန်မှာကျွန်တော်တို့ကိုမိမိရဲ့မှတ်ပုံနေနဲ့ခရီးသွားတဲ့ချိန်မှာပြဿနာတစုံတရာလေးတက်လာနိုင်တာလေးရှိပါတယ်အဲ့တော့ပြည်တွင်း CDN တွေအနေနဲ့လည်းခရီးသွားတာလာတာအင်မတန်သတိထားစေချင်ပါတယ်ဗျနော်သတိထားစေချင်ပါတယ်စစ်တပ်ကတော်တော်နီးပညာကိုတော်တော်လိုက်စားလာတဲ့အနေအထားမျိုးပေါ့နော်လိုက်စားလာတဲ့အနေအထားမျိုးလောက်လာပြီးတော့မှဒီ PSM ကကျွန်တော်တို့ CDN တွေအတွက်ဒုက္ခဖြစ်စေနိုင်တဲ့အကြောင်းတရားပေါ့နော်အဲ့တော့ CDN လုပ်ပြီးတော့မှလွန်မြောက်နေပြီလည်းမထွက်ခွာဘူးပြည်တွင်းထဲမှာနေတဲ့လူတွေလည်းအင်မတန်သတိထားစေချင်ပါတယ်ဆိုတဲ့ဟာကိုဒါကျွန်တော်တို့ပထမဆုံးအဖွင့်အနေနဲ့စပြီးတော့မှပြောချင်ပါတယ်ဗျနောက်တော့ကျွန်တော်တို့ဒါဆက်ပြီးတော့မှထူးခြားသတင်းတွေကိုဆက်ပြီးတော့မှတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဟုတ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့စကိုင်းတိုင်းကမ်ဘလူမျိုးနေပေါ့နော်ကျေးရွာတွေကိုမိရှို့ဖျက်ဆီးခိုင်းတဲ့ဒါ DSA ပတ်စင်48ကပုံမှုခမောင်ထုံးကဒါဗုဒ္ဓတက္ကသိုလ်ကျောင်းဆင်းမဟုတ်ဘူးပေါ့နော်သူကစစ်တက္ကသိုလ်ကျောင်းဆင်းဖြစ်တဲ့အတွက်ကြောင့်မိရှို့ခိုင်းတယ်ပေါ့နော်အဲ့ဒီမိရှို့ခိုင်းတဲ့ပုံမှုကကျွန်တော်တို့စကိုင်းတိုင်းကိုးတော်မုတ်စကန်မှာအကြဆုံးသွားတယ်ဆိုတာလည်းသိရတယ်ပေါ့ဟုတ်အဲ့တော့ပြောတဲ့စကားတော်တော်မိုင်းရိုင်းပေါ့နော်ဒါပြီးဟိုစစ်တီတော်တိုင်းတူးချင်းနေဖြင့်ပြုကြည့်ရမယ်ကျင်းဝတ်ကအပါ60ရှိရပေါ့နော်အပါ60မှာကျွန်တော်တို့ပြည်သူလူထုကပြုကြည့်ရမယ်ကျင်းဝတ်ကတော့10ပါးတောင်ပဲသူကသွားပြီးတော့မှပါဝင်နေပေါ့နော်ပြည်သူလူထုကပြုကြည့်ရမယ်ကျင်းဝတ်က10ပါးတောင်ပါတယ်အဲ့10ပါးကိုကျွန်တော်တစ်ချက်ချင်းအတိန်နဲ့တွေတခြားတစ်ချက်ချင်းတွေးကြည့်မယ်ဆိုကြပြည်သူလူထုရဲ့အသက်အိုးအိမ်စီးတွေကိုကာကွယ်ဆောင်ရှောက်ပါဆိုတဲ့အချက်လက်ပါတယ်ပေါ့နော်အဲ့တော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးတွေကိုကာကွယ်ဆောင်ရှောက်ပါဆိုတဲ့အဲမှာပြည်သူလူထုကမှားနေတဲ့ပြည်သူလူထုမှန်နေတဲ့ပြည်သူလူထုဆိုတဲ့ဟာလေဟိုခွဲခြားတရားမလိုဘူးပေါ့နော်အဲ့တော့ပြည်သူကမိမိရဲ့နိုင်ငံထဲမှာမီတင်းနေထိုင်တဲ့ကိုယ့်ရဲ့နိုင်ငံသားအားလုံးကကိုယ့်ရဲ့ပြည်သူပဲဖြစ်တယ်ပေါ့နော်ဒါတော့စစ်တပ်ကောင်တွေအနေနဲ့တခြားစဉ်းစားကြည့်နေတယ်ပေါ့နော်အဲ့တော့ဒီပြည်သူကခင်ဗျားတို့ထွက်ပြီးတော့မှပြည်သူကအရင်တော့ငြိမ်းငြိမ်းချမ်းချမ်းအေးချမ်းချမ်းကျွန်တော်တို့ဒါလက်သုံးချောင်းထောင်ပြီးတော့မှတောင်းဆိုခဲ့ပြီးသွားပြီပေါ့နော်အဲ့တော့လက်သုံးချောင်းထောင်ခဲ့တဲ့အထဲမှာလည်းလက်သုံးချောင်းထောင်ပြီးတော့လက်သုံးချောင်းလုံးပြန်ပြီးတော့မှထောင်လိုက်ချိုးလိုက်လုပ်နေတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဟိုလက်သုံးချောင်းမထောင်တရားအောင်လုပ်တဲ့လူတွေလည်းရှိတယ်ပေါ့ဒါပေမဲ့ဒီနေ့ကတော့အကုန်လုံး line ပေါ်မှာသူ့ရဲ့တက်တိတက်ကရတွေအကုန်လုံးကြံပြီးသားပေါ့နော်ဒါကတော့မပြောလို့တော့ဘူးအဲ့တော့ဟိုပြည်သူတို့ကပြုကြည့်ရမယ်ကျင်း10ပါးတဲကဟာတွေကိုမလိုက်နာတဲ့အပြင်ဟိုနှုတ်ထွက်စကားပြောတဲ့စကားပေါ့နော်ပြည်သူကိုရင်းသီးတဲ့စကားပေါ့နော်ငါဗုဒ္ဓတက္ကသိုလ်ကကြောင်းပြီးလာတာမဟုတ်ဘူးနော်စစ်တက္ကသိုလ်ကကြောင်းပြီးလာတာဆိုတဲ့ဟာကစစ်တက္ကသိုလ်ကအမှန်တမ်းပြောရမယ်စစ်တက္ကသိုလ်ကဒီလိုမျိုးမိုင်းရိုင်းဆုပ်ပြတ်တဲ့ဟာတွေကြည်ပဲတင်ခဲ့တာမဟုတ်ဘူးနော်ပြည်သူကိုဘယ်လိုဆက်ဆံရမယ်ဘယ်လိုဟွာဖြစ်ရမယ်ဆိုတဲ့ဟာတွေပေါ့နော်သူကနေသူတင်ကြားမှုပိုင်းတွေမှာရှိတယ်အဲ့ဒီကနေမှတင်တန်းဆင်းလာတဲ့အချိန်ကြကမှတင်တန်းဆင်းလာတဲ့အချိန်တော့အာနာမသိန်းခင်ရှေ့ပိုင်းလောက်တော့ကဒီလောက်ထိရက်ဆက်ရုံမှာဟိုလုတ်တဲ့ဟာတွေမရှိဘူးပေါ့နော်စစ်တပ်ကသူ့လုတ်သူပဲအဲ့ဒီမှာဒါအရသာဆိုးကဖြစ်သွားတဲ့အချိန်မှာသူ့လုတ်သူပဲလုတ်ပြီးတော့မှဒါကျန်တဲ့ရှေ့တန်းနယ်မြေတွေတိုက်ပွဲသွားတာပါညာဒီလောက်ပဲရှိတာပေါ့နော်အရင်ကြီးဟွာဖြစ်တာမရှိဘူးပေါ့ဒါပေမဲ့အခုနောက်2021ဒါအာနာသိန်းမှုဖြစ်စဉ်ကနေပြီးကမှအခုထိကတော်တော်ဆိုးတာပေါ့နော်ပြည်သူလူထုကအပြစ်မဲ့ပြည်သူလူထုကိုတပ်ဖြတ်တဲ့ဟာတွေနှိပ်စက်တာတွေညှဉ်းပန်းတာတွေအများကြီးပေါ့နော်အဲ့ဒီမှာသူတို့ရဲ့ယာရုကုန်ဒီခင်မောင်ထုံးဆိုလို့ရှိရင်
ပြောရမယ်ဆို DS 48ဆိုတာ level ရတော့ပြောရမယ်ဆိုဒုတက်ရင်မှုပေါ့နော် ပုံမှုကြီးလေး ဒုတက်ရင်မှုအရွယ်ရောက်ပြီပေါ့နော်ဒုတိယတက်ရင်မှုဆိုတာတက်ရင်မှာဒါဒုတိယအကြီးဆုံးဖြစ်တယ် तू ကတက်ရင်မှာစစ်ကြောင်း2ကြောင်းခွဲလိုက်လို့ရှိရင်တက်ရင်မှုကစစ်ကြောင်း1ကြောင်း तू ကစစ်ကြောင်း1ကြောင်းအဲ့တော့ तू မှာအနေလေးလူ90နဲ့100ကြားကတော့ तू ထိန်းရတဲ့လူတယောက်ပေါ့နော်ဒီလူ90 100ကြားထိန်းရတဲ့လူတယောက်ရဲ့စိတ်နေသဘောထားက သူ့မှာသူ့ကိုတင်ပေးထားတဲ့အပွင့်နော်သူ့ကိုပေးထားတဲ့တနက်နော်သူစားနေတဲ့ထမင်းကျွန်တော်လည်းပြောပါမရပြီပြည်သူလူထုကပြီလို့ဟိုတရက်ကကျွန်တော်မင်းအောင်လိုင်ရဲ့ဘွဲတော်တွေအကြောင်းကိုကျွန်တော်ဟိုနေ့ကပြောတဲ့အပိုင်းလေးပေါ့နော်အဲ့ဒါ really ဖြတ်ပြီးတော့မှဟိုမှာ Facebook မှာတင်တဲ့ဟာပေါ့နော် Facebook မှာတင်တဲ့ဟာမှာလာပြီးတော့မှ comment လာရေးတယ်ပေါ့နော်မင်းရဲ့လေမျိုးတဲ့ဟာဟုတ်တဲ့ဒါဟိုပစ္စည်းနဲ့ကော်ထိုးရင်တော့ပါပေါ့နော်ခက်မမရန်ရေးတာပေါ့အဲ့ဒီဟာနဲ့ကော်ထိုးရင်တော့မှပဲကြံသေးတယ်ပေါ့နော်စစ်တပ်ကကြွေးထားတဲ့ထမင်းတွေကြံသေးတယ်ဆိုတော့မင်းတို့စစ်တပ်မှာထမင်းလည်းမရှိဘူးဟင်းလည်းမရှိဘူးမင်းတို့ခုဒီနားမလဲသေးဘူးနော်ဒီကောင်တော့သွားပြန်ပြောတော့ပါကြည့်လိုက်တော့ profile launch ထားတယ်အဲ့ profile launch ထားတဲ့ကောင်ကြီးကိုသွားဆဲနေအောင်လဲကျွန်တော်တို့မှာကဟိုအဲ့လောက်ဒီနားလပိန်းလုံးလည်းမဟုတ်ဘူးဆရာဟိုဘယ်လိုပြောရမလဲဆိုတော့ profile launch နေတဲ့ဟာကြီးကိုသွားဆဲရင်နိုင်ရန်ကြီးကြည့်ဆဲနေရတယ်အတူတူဘာမှလည်းမမြင်အောင်ဘာမှလည်းမတွေ့ရဘူးဟုတ်တယ်မလားအနည်းဆုံးတော့ဓာတ်ပုံလောက်ကလေးတွေ့ရရင်တော့ဆဲရတာအနှစ်သာရရှိသေးတယ်ဗျာဟိုနေ့ကဒါတယောက်မျိုးသမီးတယောက်ဆိုလို့ရှိရင်ဒါမင်းအွန်လိုင်းတို့စိုးဝင်းတို့ဇော်မဲလုံးတို့ပုံတွေကိုကျွန်တော်ဒါလက်ဝဲဟိုမှာဟိုလက်ဝဲလေးချင်းနဲ့အိမ်မှာပေါ့နော်အဲ့ဒီမှာဓာတ်ပုံတွေကတ်ထားတဲ့ဟာကိုဒါထိုးရိုက်ကန်ကြောက်ပြီးတော့မှဒါသူငိုလဲငိုတယ်ပေါ့နော်အဲ့ဒါအရင်တော့ထောင်ကြခဲ့တဲ့ဖြစ်စဉ်တွေလည်းဖြစ်ခဲ့တယ်ပေါ့နော်ဒါစစ်ကြောရေးမှာလည်းစစ်စစ်ခိုင်းရတဲ့ကိစ္စတွေပါကြီးလည်းရှိတယ်သူအရန်စိတ်နာတယ်ပေါ့နော်စိတ်နာတဲ့ဟာမှာသူပြောလဲပြောငိုလဲငိုပြီးတော့မှအဲဒါစကားလုံးတော့တိတ်မသိခွဲပါဘူးကြားတဲ့ဟာအဲ့မှာသူဆဲလဲဆဲငိုလဲငိုထိုးကြိတ်ပြီးတော့မှဟွာဖြစ်နေဒါမျိုးအရသာရှိသေးတယ်ဘာလို့လဲဆိုတော့ဓာတ်ပုံကြီးမြင်ရသေးတယ်ဗျာခုက profile လောချပြီးတော့မှတချို့ profile လောမချတဲ့ကောင်ကြည့်ပြန်တော့လေဖရားတရားအကြောင်းနေကြီးပဲ like share သူကိုယ်တိုင် post လည်းမရေးတတ်ဘူးနော်သူများရေးတဲ့ post ကို like share ဟို like share ထားပြီးကမှ share တာတော့သူများတင်ထားပေးတာမသိပါဘူး share လေးလုပ်တာတော့သူများတင်ထားပေးတာမသိဘူးဒီဟာလေးဒီမြားလေးတို့ကွေးကွေးလေးကိုနှိပ်ရတယ်အဲ့ဒီဟိုဟာကိုလည်း share တဲ့ဟာကိုလည်းဟိုဟာလုံးမထားဘူး caption ရေးမထားဘူးဘာမှမရေးဘဲနဲ့ဒီတိုင်း share တာဒီတိုင်းတင်ထားရင်ဖရားပုံတို့ကလေးလေးပုံတို့ကာတွန်းပုံတို့တင်ထားပြီးတော့မှ like ဆဲနေတဲ့ကောင်တွေပေါ့နော်အဲ့တော့ဟိုမင်းလေချောင်းလေမျိုးတွေကဟာတော့ဒီတွက်လေချောင်းလို့ရေးထားပါတော့မင်း11 sorry 11နဲ့ဟာတော့မှပဲကလော်ထုတ်လို့ရသေးတယ်လို့ဘာလို့ဆိုတော့ဒီနေ့ဒီချိန်ဒီကောင်တွေအစွဲကိုကျွန်တော်မနေ့ကကျွန်တော်ပြောခဲ့လို့ပေါ့နော်ဒါဟိုကင်းလူလူကင်းလက်နက်ကန်တွေစီးအောင်လို့ဆိုရင်ဖရားလာဆင်းဟောရင်တော့မယ်ဖရားလူပြန်ထွက်ချင်ငါတော့ပြီးနိဗ္ဗာန်မသွားတော့ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ငါရထားတဲ့တရားကနိဗ္ဗာန်နဲ့မတန်သေးဘူးငါဒီကောင်တွေကိုကျွတ်လို့မကျွတ်နိုင်ဘူးဆိုတဲ့စိတ်နဲ့တော့လူပြန်ထွက်သွားမလားဆိုတဲ့ပုံစံမျိုးဖြစ်ရတယ်ပြောသလိုပဲဒီကောင်တွေလည်းခုပဲဖရားဟောလို့ရမှာမဟုတ်ဘူးမင်းအောင်နိုင်လည်းဒီတိုင်းထိုးလေး၎င်းပဲလုံးနေတာတဲနေတာဖရားတဲနေတယ်ကျဲနေတာကပြည်သူကိုဘုံကျဲနေတယ်သွားနေတဲ့လမ်းကဒါဗရာလန်တန်တလန်လေရေမိုးတစ်ဖက်မိသားတစ်ဖက်တွေမဟုတ်တော့ဘူးเนาะတစ်ဖက်ကမိသားအဆင့်နေမဟုတ်တော့ဟိုမိသားမှာမီးရှို့လိုက်လို့ထွက်ပြေးလို့ရသေးလွတ်မြောက်အောင်လို့အခုကအကျန်းပရန်တက်ဖြတ်တဲ့အနေအထားမျိုးထိရောက်လာတယ်ပေါ့နော်အခုလည်းဒီကောင်လေးဒီတိုင်းအခုကဒီကောင်ကတော့ဂိမ်သွားပါပြီအဲ့တော့ဒီကောင်လေးကတော့ငရဲမှာပဲအမြဲတမ်းငရဲကိုဇောက်ထိုးဂျိုးကတ်မဲ့ကောင်လေးလို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဗုဒ္ဓတက္ကသိုလ်ကကျောင်းပြီးတာမဟုတ်ဘူးစစ်တက္ကသိုလ်ကကျောင်းပြီးတာဗုဒ္ဓတက္ကသိုလ်ကကျောင်းပြီးတော့မှလည်းပြည်သူကိုနှိပ်စက်ဖို့လှုံ့ဆော်နေတဲ့ဆော်ဩနေတဲ့ကောင်တွေလည်းအရေးချုံခရုံးနေတယ်အများကြီးရှိရဆိုတော့ပြောချင်တာပေါ့နော်ဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါခုနအာနာသိမ့်မှုတဲ့ဆယ်နောက်ပိုင်းမှာတော်တော်များများစစ်ဖို့ပေါ့နော်ကျွန်တော်လေတက်မှာလည်းကြုံခဲ့ဘူးတဲ့ဒါမတင်ကြဘူးဆိုရင်ဘုံကခုနလိုပြည်သူလူထုကိုဒူးထောက်ပြီးတော့လက်မြောက်စစ်ဆေးတဲ့ပုံစံမျိုးတို့ခိုင်းတာပေါ့ဒါတော့ပြည်သူလူထုပေါ်မှာကျင့်ကြံတဲ့ဥစ္စာတော်တော်မာရိုင်းနေပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီ2000ရွှေဝါရောင်ရေခင်းပေါ့ဟိုကတော့စစ်တပ်ကခွာတော့ဖုံးရေခင်းပေါ့အဲ့ဒီရေခင်းမှာဆိုရင်လည်းဒါခုနတော်တော်များများဒီမင်္ဂလာတော်လေးတက်စကန်ဌာနချုပ်မှုတို့ပါတော့ဆိုရင်ဒါအမှုတမှုဌာနမှုတွေကတရင်ပို့တယ်ပေါ့နော်တချို့တွေကဒီခုနတန်ဃာတွေကိုတက်ဖြတ်တဲ့ဥစ္စာကိုဒီဆရာကြီးကမနစ်မျိုးတဲ့ခါကျတော့ဆဲရဆိုတာရှိတော့ခုနအမှုတက်မှုတွေကြားတဲ့ခါကျတော့ဌာနချုပ်မှုတွေပါတရင်ပို့တယ်တရင်ပို့ပြီးပြန်ထွက်လာတဲ့ချိန်မှာကျတော့သူကပြန်ပြောလဲဆိုတော့ခုနဘုန်းကြီးလို့ပေါ့နော်စစ်သားကတော့စစ်သားလောက်အောင်ပါပဲဆိုတော့ပုံစံမျိုးသူတို့ပြောဆိုနေတာတွေတွေ့ရတာပေါ့ဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါမကွေးတိုင်းပေါ့နော်မကွေးတိုင်းမင်းတုံးမြို့နယ်အတွင်းမှာကင်းပုံဝတ်ဖို့ထွက်လာတဲ့ပစ္စည်းအဖွဲ့ကိုဒေါ်လာရေးတပ်ဖွဲ့တွေကနေမှတိုက်ခိုက်တဲ့အချိန်မှာပစ္စည်းတအူးတည်သွားတယ်ပေါ့နော်အဲ့ဒီပစ္စည်းကလည်းဘုံကခုနမင်းတုံးမြို့နယ် yes can မှုအချိန်ပြောင်းဒါလုံခြုံရေးယူပေးဖို့ဒီ yes can မှုရှင်တန်းကိုလုံခြုံရေးယူပေးဖို့ဆိုထွက်လာတာပေါ့ဟုတ်ဒီဟာရပြီးတော့နောက်ထပ်ဆက်သတင်းလေးထပ်ပြီးပြောရမှာဆိုကျွန်တော်တို့ဒါ14မှာအခြေစိုက်တယ်ပေါ့နော်ခလာရ416ပေါ့416တန်းရနေပြီးကမှစစ်မှုထမ်းပတ်စဉ်ဆက်ခွန်ဆင်းတဲ့ကျွန်တော်တသားနှစ်ဦးကလည်းတနက်တွေယူဆောင်ပြီးတော့မှကျွန်တော်တို့ဘက်ကိုဒါပြည်သူ့ရင်ဝင်ခိုးလုံနေပေါ့ဗျာပြည်သူ့ရင်ဝင်ခိုးလုံနေလို့ပြောရမှာပေါ့အဲ့တော့အလင်းဝင်နဲ့ပြောအောင်လဲအလင်းဝင်တဲ့စကားကြီးကလည်းနှစ်ဖက်စလုံးကသုံးနေတော့ဗာမှန်းကိုမသိတော့ကျွန်တော်လည်းဟိုဘက်ကလည်းအလင်းဝင်နဲ့ဒီဘက်ကလည်းအလင်းဝင်နဲ့ဘလူကမှောင်နေမှန်းကိုမသိရပေါ့နော်ကျွန်တော်လည်းဟိုမှောင်နေမှန်းမသိရဆိုကျွန်တော်ဟာသားပြောတာနော်တလွဲမတွေးနဲ့ဟိုဒီတိုင်းကျွန်တော်ဟာသားတဘောပြောတဲ့ဟာမှလည်းအရင်ဟိုဟိုကြီးဖြစ်ပြီးတော့မှအဲ့တော့အ
လင်းဝင်နေဆိုတဲ့စကားကိုမသုံးကျင်တော့ဘူးလို့ဆိုလိုတာပေါ့နော်အဲ့တော့ပြည်သူ့ရင်ဝင်ခိုးလုံလာတယ်ပြည်သူ့ရင်ဝင်ခိုးလုံလာတယ်စစ်တပ်ရဲ့ရင်ဝင်မဟုတ်တယ်ကျွန်တော်တို့ဒါပြည်သူ့ရင်ဝင်ဒါဒီဘက်ကတော့ပြည်သူ့ရင်ဝင်လို့သုံးတာအကောင်းဆုံးလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့တေချာဘောကပြည်သူ့ရင်ဝင်ဒီဘက်မှာပြည်သူတက်ပဲရှိတာနော်စစ်တိုက်နေတာလေကျွန်တော် PDF ရဲဘော်ကြီးလေပြည်သူပဲနော်ပြည်သူပဲတကယ်သူတို့မှာပါမင်းနဲ့စစ်သားတစ်လုံးစစ်သားလောက်ရမယ်ဆိုတဲ့ကိစ္စမျိုးနဲ့ဟိုဟာဖြစ်တာမဟုတ်ဘူးပေါ့နော်အဲ့တော့ပြည်သူကနေပဲခိတ္တခဏတိုင်းပြည်ရဲ့လိုအပ်ချက်အရာတော်လိုင်းရဲ့လိုအပ်ချက်အရာဝင်ပြီးတော့မှစစ်တိုက်ကြတာလို့ပြောလို့ရတာပေါ့နော်အဲ့တော့ဟိုပြည်သူ့ရင်ခိုးလုံတယ်လို့ပဲသုံးချင်ပါတယ်ပေါ့နော်အဲ့တော့ဒီမင်းလုံးမှာလည်းခဏပြောတဲ့ဒါပြူစောထီရဲ့ကျွန်တော်ဒါ14ကဒါဟိုပတ်စင်ဆက်ခွန်အဲ့တော့ကျွန်တော်တို့ကစစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့နောက်ဆုံးကျွန်တော်တို့ပြောမဲ့သတင်းထဲမှာလည်းပါပါတယ်စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့အင်တန်ဟိုကြောက်စရာတခုဖြစ်လာပြီပေါ့နော်ပေါ်တာဆွဲခြင်းရဲ့ဒီဟိုလှုပ်ချင်းရဲ့ဒီစစ်မှုထမ်းနဲ့ပါခြင်းရဲ့ကျွန်တော်တို့တော်လိုင်းရေးတွေနှောင်းလေးကြံ့ကြာသေးတဲ့အကြောင်းတရားတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့လဲပြည်သူ့ရင်ဝင်ကိုရတဲ့နီးလန်းနဲ့ချိတ်ဆက်ပြီးတော့မှပြည်သူ့ရင်ဝင်ခိုးလုံစေချင်ပါတယ်ဆိုတဲ့ဟာလေးလဲဒါကျွန်တော်တို့ကထပ်ပြီးတော့မှအကြံပြုချင်ပါတယ်ပြောတဲ့အချိန်တိုင်းလဲကျွန်တော်တို့ဒါလေးတွေထည့်ပြောပြပါတယ်ဗျဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါခုနမင်းအောင်လိုင်းနဲ့ဟိုစိုးဝင်းအပါဝင်စစ်ကောင်းဆောင်တွေရဲ့ပိုင်ဆိုင်မှုနဲ့စစ်တပ်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဒါတိမ့်ပိုက်ပြီးတော့မှခုနရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုမှာတိုက်ရှင်ကြံနေတဲ့လူတွေကိုညနာကြည့်ပေးဖို့အတွက်ပေါ့နော်ဒါခုန BROUK broke ဥက္ခရာဒါဥထုံးခင်ကနေမှပြောသွားတာပေါ့နော်အဲ့ဥထုံးခင်ပြောတဲ့တဲမှာဆိုရင်ဒါဘုံကခုနစစ်ကောင်စီရဲ့စီးပွားရေးတွေကိုခုနကမှတိမ့်ပိုက်ပြီးတော့တရားရုံးကနေမှဆမ်းမတဲ့အမိန့်တွေကိုနာခံမှာမဟုတ်ဘူးပေါ့နော်အဲ့ဒီတော့သူကခုနအမေရိကန်မှာအပ်ထားတဲ့ဟိုကျွန်တော်တို့1ဘီလီယံငါသားလေးပို့ပြီးအကျိုးတက်ရောက်မယ်ဆိုပြီးတော့ဆိုလိုချင်တာကဒီ1ဘီလီယံကိုမျက်စောင်းလာထိုးတာတဲ့သဘောလို့ကျွန်တော်တို့တွေ့ရတာပေါ့ဟုတ်ဒါ1ဘီလီယံမျက်စောင်းထိုးတာမထိုးတာအပိုင်းကတော့ခဏဒီဟာကတော့ဒါသူတို့ရဲ့သဘောထားပေါ့နော်ဒါဒီဟာကတော့ဒါ proof ဖွဲ့ရပေါ့နော် BROUK proof ဖွဲ့ရဒါဟိုဒါအာဂျင်တီးနားတရားရုံးမှာတရားစွဲတယ်လို့ပြောလို့ရတယ်အဲ့တော့ဘူးလက်လားဆိုရတော့ကြာမက်ဆီကိုဆဲနေဦးမယ်ပေါ့နော်အာဂျင်တီးနားဟိုဖြစ်နေဦးမယ်လို့ဒါတော့အာဂျင်တီးနားတရားရုံးမှာတရားစွဲပထမတစ်ခါကျွန်တော်တို့ဒါ ICJ ကိစ္စတော့လည်းမေးဘယ်နိုင်ငံမှလည်းမသိဘူးကွာဘယ်နားမှလည်းမသိတဲ့နိုင်ငံငါတို့နဲ့မိုင်9000လောက်ဝေးတဲ့နိုင်ငံကလာပြီးတော့မှဟိုဖြစ်တယ်လို့ဘာလို့ပေါ့နော်သွားပြီးတိုက်အောင်လဲငါတို့နဲ့အဝေးတို့ပါတော့အဲ့တော့အာဂျင်တီးနားတရားရုံးမှာတရားစွဲတယ်ဒါနဲ့ဆက်ပြီးတော့မှကျွန်တော်ပြောရမယ်ဆိုရင်ဒါတော့တရားစွဲတာဆွဲတဲ့အပိုင်းပေါ့နော်ဆွဲတဲ့အပိုင်းဒါပေမဲ့ဒီနေ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟို CRPH ကကျွန်တော်တို့ဒီဟိုမှာပေါ့ကမ္ဘာကူလက်သမဂ္ဂမှာကျွန်တော်တို့ဒါအစည်းအဝေးတက်ခွင့်ရတဲ့အနေအထားမျိုးပေါ့နော်မြန်မာအရေးဆိုင်ရာတွေကျွန်တော်တို့ဒါကြားနာရတဲ့တင်ပြလို့ရတဲ့အနေအထားမျိုးကိုရောက်လာပြီဆိုတော့ဒါနဲ့ဆက်ဆက်ပြီးတော့မှဆောင်းတာဒီကိုထုံးခင်တို့ကိစ္စပေါ့နော်ကိုထုံးခင်တို့ကိစ္စနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်တော့ဘာဖြစ်ဖြစ်ကုလသမဂ္ဂမှာဒါဥကြုံမိုးထုံးအပြင်ကိုနောက်ထပ်ကျွန်တော်တို့ကျန်တဲ့အဖွဲ့အစည်းတွေတဖြည်းဖြည်းချင်းနဲ့ဝင်လို့ရတယ်ဆိုတာမြန်မာပုံရိပ်ဆိုတာဒေါ်လာရင်းရဲ့ပုံရိပ်ပေါ့နော်ဒေါ်လာရင်းရဲ့ပုံရိပ်ကိုဒါတဖြည်းဖြည်းနဲ့ထင်ရှားလာစေတယ်လို့တောင်ပြောလို့ရတယ်ပေါ့နော်ထင်ရှားလာစေပြီးတော့မှဒါနိုင်ငံတကာကနေဒီကိစ္စကိုဝိုင်းပြီးတော့မှတထတာပေါ့နော်တက်နိုင်တဲ့လောက်ဝိုင်းပြီးတော့မှဖိအားပေးစေခြင်းပါတယ်ပေါ့နော်ဖိအားပေးတဲ့အကြောင်းအရာလေးတွေလည်းဒါဝိုင်းပြီးတော့မှလုပ်ပေးကြဖို့ကျွန်တော်တို့ကထပ်ပြီးတော့မှတောင်းဆိုခြင်းတယ်ပေါ့နော်အဲ့တော့ဒါစစ်တပ်ရဲ့စီးပွားရေးလုပ်ငန်းတွေဆက်နပြောတဲ့ဒီ1ဘီလီယံကိုဆိုတာတဲ့ကျွန်တော်တို့ဖြစ်စေချင်တာတော့ပြည်တွင်းဟာတွေကိုနော်ပြည်တွင်းဟာတွေကိုမင်းအောင်လိုင်းတမီလုံးနေတဲ့ကိစ္စတို့မင်းအောင်လိုင်းတားလုံးနေတဲ့ကိစ္စတို့အဲ့တော့ဟိုမိဘကမင်းအောင်လိုင်းမိဘကဝန်ထမ်းဗျာကျောင်းဆရာနော်ကျောင်းဆရာပကြီးတွေပါလဲတင်နေပြီးတော့ဒီကောင်ပြောထားတဲ့ထဲမှာပါတယ်ကျောင်းဆရာရဲ့သားကအဲ့လောက်ကြီးထိဘယ်လိုလုပ်ချမ်းသာသွားနိုင်မလဲမိဘလက်ငုပ်လက်ရည်မရှိဘဲနဲ့အဲ့တော့ဒီမင်းအောင်လိုင်းရဲ့လက်ငုပ်လက်ရင်းရှိလို့ဒါဟောဒီအောင်ပြည့်စုံတဲ့ခင်သီရိတက်မုံကဘာဆောက်လို့ဆောက်ကင်မှမလုပ်ရဘဲနဲ့ဘောနော်အတိုင်းပြည်ဖန်တာကိုဒါလည်းတိုင်းပြည်ဖန်တာပဲတေချာဘောကစစ်တပ်ကကောင်ကချမ်းသာပြီဆိုဘယ်ရရလဲပြည်သူလူထုစီရပဲရမှာခိုးလို့ပဲဟုတ်နော်ပြည်သူလူထုစီရပဲရမှာအဲ့တော့ခိုးတာလည်းခိုးလို့အေးဓမြပေါ့နော်အေးဓမြလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့ဓမြတိုက်စူးစူးပူပူဟိုအကုန်လုံး9ည8ညအော်ဟိပြီးတော့မှပြစ်ခတ်ပြီးတိုက်တာမဟုတ်ဘူးဒါအေးစစ်သေးပဲဟိုဇပွဲဝိုင်းမှာခေါ်တွေ့ပြီးတော့မှဘာလို့တော့လှုပ်ရှင်တယ်ဘာလို့လှုပ်ရှင်တော့ဘာညာဆိုတော့နိုင်ငံကြီးသားဇကာလို့ပေါ့နော်နိုင်ငံကြီးသားဇကာဆိုကျွန်တော်တို့ဒါဦးစင်ဝိုင်းတို့ရိုက်သွားတဲ့ဟာဆိုတော်တော်ပေါ်ပေါ်လွင်လွင်လို့ပြောလို့ရတယ်ပေါ့နော်ဦးစင်ဝိုင်းတို့ဒါနေဦးနေထက်လင်းတို့နောက်တစ်ယောက်ကဘယ်သူလဲမသိဘူး3ယောက်ပေါ့နေမျိုးအောင်အခုဆောက်တလဲနေမျိုးအောင်အဲ့မှာနေတိုးနဲ့ဟိုထုံထုံကရဲအုပ်ပေါ့နော်ရဲအုပ်နဲ့ဟိုစခန်းမှုနဲ့ဟိုဖြစ်တဲ့ကိစ္စတွေပေါ့ဒါကိုမင်းမောင်ကုန်းတို့ဘာလို့လဲပါတာပေါ့မင်းသွေးတို့ဘာလို့ပါတယ်ပေါ့နော်အဲ့ဒီဟာလိုမျိုးပေါ့တကယ်စစ်တပ်ကတေချာတဲ့တစ်ခုကဗျာမင်းအောင်နိုင်ဟိုစစ်တပ်နဲ့ဟိုတိုင်းရွှေတုံးကခင်ညွန့်တို့ဖြုတ်တဲ့အချိန်မှာဘာလုပ်ခဲ့လဲဆိုတော့စစ်တပ်နဲ့လာတာနဲ့မြောက်လိုက်တယ်အခုဆရာကြီးကိုဖြုတ်တော့မယ်ဆရာကြီးစစ်တပ်ဘယ်လောက်လဲ30ဆိုလို့ရှိရင်လာပေါင်းဘယ်နှလားရှိမလဲနော်12လနော်12လနဲ့စစ်တပ်30ဆိုလို့ရှိရင်လာပေါင်း360လာပေါင်း360အဲ့ဒီလာပေါင်း360မှာဆရာကြီးတစ်လောက်ဘယ်လောက်ရလဲရတာဘယ်လောက်ရလဲဘာမှမနှုတ်ဘူး3လဆွဲရတယ်မလို့တစ်လောက်2သိန်းရတယ်လာပေါင်း360ဆိုလို့ရှိရင်3920ခင်ဗျာအဲ့3920ထားလိုက်ဒါခင်ဗျာတပြားမှမသုံးဘဲနဲ့စလိတ်တလိတ်တောင်မတော့ကွန်း100မစားဘဲနဲ့ခင်ဗျာစုမယ်ဆိုရင်ဒါဖြစ်နိုင်တယ်3920ထားလိုက်ကျန်တဲ့ပိုးတဲ့ဟာကိုသိ
မင်းအောင်လည်းဒီတိုင်းပဲမင်းအောင်စစ်တက်နဲ့လာစားနဲ့မြှောက်ပြီးတော့မှပိုအဲ့ဒါပေးလိုက်အောင်မဟုတ်ရင်လမ်းဘေးမှာတောင်းစားနေအောင်ခွက်လေးပါလေးဝယ်ဖို့အတွက်ပေးလိုက်အောင်ပေးပြီးတော့မှကြံတဲ့ဟာကျွန်တော်တော်လိုင်းပြီးသွားတဲ့အခါကျလို့ရှိရင်ဒါမျိုးတွေလှုပ်ထိုက်တဲ့ဟာတွေလောက်ရမယ်ဆိုတာကိုပြောချင်တာပေါ့နော်အဲ့တော့ဘာပြောသူတို့အေးယူတာတစ်ပိုင်းဟိုမှာနောက်မှအသက်မပြည့်သေးတဲ့ညီးတွေရှိသေးတာဟိုအောင်ပြည့်ဆုံးကလေးတို့ဘာတို့ဟုတ်လားအဲ့လိုမျိုးတွေရှိသေးတာဟိုဒါတွေကတော့နည်းနည်းဟိုခိုင်နေဝေစီပို့လိုက်ပေါ့ခိုင်နေဝေစီပို့လိုက်သူတို့အတွက်တော့နည်းနည်းဒါစားဖို့တောက်ဖို့ပေါ့ကလေးတွေတော့ဒါလေးတော့ဘာလို့အဖိုးရဲ့လာတာတော့မင်းတို့တော့ခံစားဖောက်ပေါ့လာတာဆိုအရင်တော့ရခဲ့တဲ့လာတာစုပေါင်းပြီးတော့မှာပေါ့နော်အဲ့လိုမျိုးဟိုပိုင်ဆိုင်မှုတိတ်တဲ့အချိန်မှာအဲ့လိုမျိုးတိတ်နေလို့ပြောချင်တာပေါ့နော်ဒါတော့ဘယ်လိုစီမံမလဲဆိုတော့ကျွန်တော်မသိဘူးပေါ့နော်ပြောပြတာပေါ့အဲ့တော့ပိုင်ဆိုင်မှုတိတ်နေဆိုအဲ့လိုတိတ်နေတာပေါ့လာတာနဲ့စစ်တပ်နဲ့မြှောက်ပြီးတော့အဲ့ဒီဟာထားလိုက်ထောင်းထွက်လာရင်တော့ကျန်တဲ့ဟာအကုန်တိတ်ဆိုပြီးကမှပြင်းတာပေါ့နော်အခုလည်းဒီတိုင်းပဲပြည်တွင်းမှာဒီ1ဘီလီယံဘာမှမဟုတ်ပြည်တွင်းမှာတကယ် share တွေလောက်ထားတဲ့ဟာတွေเนาะပြည်တွင်းမှာတကယ်ကန်တာယာစိတ်ယုံကြီးတို့ဘာလို့အခုမရောက်နိုင်တာရေနံချက်ဆက်ယုံတွေဘာတွေပြီးကျန်တဲ့ကိစ္စတွေပါတပုံကြီးအောင်မြင့်မုံမင်းကုမ္ပဏီတို့ဘာလို့တကယ်လိုက်ပြီးတော့မှစစ်စစ်ဆက်စီးရင်တွက်ပြီးတော့မှတို့ပိုင်ဆိုင်မှုတွေလိုက်သိမ်းမယ်ဆိုရင်အများကြီးပေါ့နော်ဒါတွေကကျွန်တော်တို့ဒီရိုဟင်ဂျာတွေမဟုတ်ပါဘူးလိုင်းပြီးသွားတဲ့နေ့ကျရင်အညာမှာမီးရှို့ခံထားတဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုလည်းဒါတွေနဲ့ကျွန်တော်တို့ပြန်ပြီးတော့မှရိုဟင်ဂျာတွေခံခဲ့ရတာမဟုတ်ပါဘူးကျွန်တော်တို့လူမျိုးတွေလည်းဒါခံခဲ့ရပါတယ်ဆိုတဲ့ဟာလည်းဒါပေမဲ့အချိန်ချင်းတော့ကွာတယ်ပေါ့နော်အချိန်ချင်းတော့ကွာတယ်ခံခဲ့ရတဲ့ဟာတွေကတော့အဲ့တော့ကျွန်တော်တို့လူမျိုးတွေကဒီနေ့ဒီချိန်ထိခံနေရတော့မှာပဲရိုဟင်ဂျာနေရာတွေကအခုလွတ်မြောက်သွားပြီလို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါကတော့အေးအကြောင်းပေါ့ဟုတ်ကျွန်တော်ပြောချင်တာကခုနရိုဟင်ဂျာရေးအတွက်အရေးထက်ပေါ့နော်ကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြည်သူလူထုအရေးကိုလည်းကိုထွန်းခေဟိုအဖြစ်ပေးပါအောင်ပေါ့နော်စော်ဩပေးပါအောင်ပေါ့နောက်တစ်ခုကခုနလိုဒီပိုင်ဆိုင်မှုတိမ့်ခံရတာတော့ဒါဦးတန်းရွှေလက်ထက်တော့ကတော့ဗိုလ်ချုပ်ထွန်းကြည်နဲ့ဗိုလ်ချုပ်ကျော်ပါရဲ့ပိုင်ဆိုင်မှုတွေတိမ့်နေတဲ့အချိန်မှာအဲ့တော့ကျွန်တော်ခုနတန်းចောင်းသားဖို့ပါပေါ့နော်အဲ့ဒါတော့လက်တွေ့ကြုံခဲ့ဘူးလေဒါခုနလိုက်တာအခုနံပါတ်85တို့86တို့ဒါထွန်းကြည်တို့ကျော်ပါတို့ရဲ့ပိုင်ဆိုင်မှုတစ်ခုကြံတန်းရွှေကတိမ့်ခဲ့ဘူးတာမျိုးတော့ရှိတယ်ပေါ့နော်အခုလက်ရှိလဲဒါနောက်ပိုင်းမင်းအောင်လိုင်းစိုးဝင်းနဲ့တခြားစစ်ကောင်းဆောင်တွေကိုလည်းဒီလိုပိုင်ဆိုင်မှုတွေတိမ့်ပြီးတော့ကျွန်တော်တို့ပြည်တွင်းတွေကပြည်သူလူထုအရေးအတွက်လည်းဒါအသုံးချတဲ့ရင်အသုံးချရမယ်လို့ကျွန်တော်ကတော့မြင်တာပေါ့ဟုတ်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ရန်ကုန်တိုင်းတကုံမျိုးတစ်တောင်ပိုင်းပေါ့နော်တကုံမျိုးတစ်တောင်ပိုင်းကားမတိုင်မှာကားဆောင်နေတဲ့လူငယ်ကိုဒါစစ်တက်ကနေမှပေါ်တာဆွဲသွားတာပေါ့နော်အဲ့ဒီမှာပေါ်တာဆွဲတယ်ဆိုရင်လည်းပုဂ္ဂိုလ်ကခုနရက်ဝက်နဲ့လာပြီးတော့စိုက်ကယ်3စီးနဲ့ပေါ်တာဆွဲသွားတာရှိတယ်အခုနောက်ပိုင်းမှာဆိုရင်ဒါခုနစစ်တက်ကရုပ်ပြဆင်းပြပေါ့နော်မင်္ဂလာဆောင်နာရေးအလူမရှမ်းဒါပေါ်တင်ကိုဝင်ရောက်ပေါ်တာဆွဲနေတာတွေရှိတာကိုလည်းတွေ့ရတယ်ပေါ့ဟုတ်အဲ့တော့ဒါဟိုကားဆောင်နေတာရောကျွန်တော်တို့တယောက်ဆိုရင်ဒါမိုးရင်းကားဆိုင်ပေါ့နော်မိုးရင်းကားဆိုင်ညဘက်မိုးရင်းကားဆိုင်ပြီးသွားလို့မိုးရင်းကားဆိုင်တိန်းတာရောပြီးတော့အလှပြန်တာရောဇက်ပွဲပြန်တာရောဘာရောညာရောအဲ့တော့အရင်တော့ကကျွန်တော်တို့ရှေးလူကြီးတွေပြောတော့ကဒီကလေးမလေးကဘိုင်းကောင်းကြောက်ပြီးနော်အိမ်ထဲကအိမ်ပြန်အောင်ထွက်တာမဟုတ်ဘူးဒါအိမ်နှွေးပုံးလေးရွက်ပုံးသီးလေးလို့ပြောခဲ့တယ်လို့ပဲအခုကျွန်တော်တို့ဒီဘက်ခေတ်ကြတော့ယောက်ျားလေးတွေအိမ်နှွေးပုံးရတော့မယ်နော်အိမ်နှွေးပုံးရတော့မယ်အခြေအနေဖြစ်လာပြီလို့တော့ကျွန်တော်ပြောချင်တာပေါ့နော်အိမ်နှွေးပုံးရတော့မယ်အဲ့တော့နိုင်ငံအပေါ်မှာမင်းအောင်လိုင်းစစ်တဲ့ရဲဆက်ရုံမှမှုကတော့စစ်တပ်ကောင်တွေတွားပြောမင်းတို့ရုံးမာလို့တွားပြောတလုံးလည်းမခံဘူးတွားပြောကြည့်သူတို့ကပြန်ပြောတဲ့စကားရှိတယ်နော်သူတို့ပေးမဲ့အဖြစ်ကျွန်တော်တော့မဲဟိုဖြစ်တာမင်းနိုင်ငံတွေပဲတောင်းကျမ်းသူနှိမ့်နေရတွေမင်းစစ်မှုထမ်းရတာနှစ်နှစ်လေးထမ်းရတာဘာဖြစ်လို့လဲကွာဆိုတဲ့စကားပဲပြန်ပြောမှာပဲနော်အဲ့တော့ဒါပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်ဟိုရွာတွေပါတယ်ကျွန်တော်တိတိကျကျဖော်ပြလို့မရလို့ပေါ့နော်ဖော်ပြလို့မရလို့အဲ့ဒီရွာကဒေသခံတယောက်ကလမ်းပြီးတော့မှပြောတယ်ဗာလဲဆိုတော့လေတဲကနေပြီးတော့ဒီဟိုကိုင်းခေါ်တာပေါ့ဗျာကိုင်းလို့ခေါ်တာပေါ့ကျွန်တော်တို့ဟိုပါပေါ့ဒီဆောင်းတီးနဲ့စိုက်တာပေါ့နော်အဲ့ဒီကနေပြန်လာတာပေါ့နော်ဒီလေသမားတွေစုပြီးတော့မှပြန်လာတဲ့ဟာကိုလမ်းမှာဖမ်းတယ်စစ်တပ်ထဲထဲမှာဆိုပြီးဖမ်းတယ်အသက်ကျော်တဲ့လူလည်းပါတယ်ပါတဲ့ဟာကိုဘာလို့အဲ့ဒါကိုခေါ်ရတာဆိုခေါ်မသွားဘူးဗျာဘာဆန်တန်ဖြစ်သွားပြန်ပြေးဆွဲတဲ့ဆန်တန်ဖြစ်သွားအဲ့ဒီလူ9ယောက်ရဲ့ဟိုဟာကိုမိသားစုကိုအကြောင်းကြားတယ်အကြောင်းကြားပြီးချက်ချင်းအဲ့ဒီနေရာမှာနေလာရွေးခိုင်းတာဟုတ်နော်ပတ်စံပေးပြီးတော့လာရွေးခိုင်းတာတောင်းတာလည်းနည်းနည်းမဟုတ်ဘူးဗျာတောင်းတာနည်းနည်းမဟုတ်ဘူးဒါပေမဲ့ညင်ငိုပြားရင်ပြူရင်းနဲ့တယောက်ကို10သိန်းကြော်လောက်မှာပြီးသွားတယ်ဗောနော်10သိန်းကြော်လောက်မှာပြီးသွားတယ်အဲ့လိုမျိုးဗျာအဲ့တော့လူ10သိန်းကျော်ဆိုလူ9ယောက်ဖမ်းတယ်ဆိုခင်ဗျာချင်းသားကြီးအဲ့ဒီစစ်ကြောင်းမှုကဒီနားမှာတွေ့တဲ့ပြည်သူလူထု5-6ယောက်ကိုလူငယ်လူရွယ်5-6ယောက်10ယောက်ကိုပြဿနာရှာလိုက်တာနဲ့သိန်းတရာရတယ်ဆိုဒီကောင်းလေးဘယ်လိုလုပ်ဘယ်နာသွားပြီးစီဒီယန်လုပ်တော့မှာဘယ်နာသွားပြီးပြည်သူကိုမျက်နှာမူတော့မှာပြည်သူဆိုတဲ့ຢာခင်ဗျာ ADN ဆက်လို့ဖြစ်နေတဲ့အနေအထားမျိုးဒီတရောင်းသားတွေကိုကျွန်တော်တို့ဆက်ပြီးတော့မှခွင့်ပြုထားအောင်မယ်ဒီလိုမျိုးလုပ်ပိုင်ခွင့်တွေကိုခင်ဗျားတို့ဆက်ပြီးတော့မှခေါင်းငုံခံနေအောင်မယ်ဆိုလို့ရှိရင်လွတ်မြောက်ဖို့မကြိုးစားဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံတော်လိုင်းဒီခါပြီးမလုပ်နဲ့တော့နော်မလုပ်နဲ့တော့အဆင်ပြေမှာမဟုတ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကြိုးစားတဲ့လူကကြိုးစားနော်ဟိုဖြစ်တဲ့လူကငုံခံတဲ့လူကငုံခံဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့နော်ကျွန်တော်တို့ကဗျိုင်းတူပဲရုံးနေပါတယ်ပေါ့နော်အဲ့တော့နိုင်တယ်လို့ဝိုင်းပြီးတော့မှရုံးညာရင်ကနေပြီးတော့မှကျွန်တော်တို့ဒီအာနာရှင်စနစ်အမြင့်ပြတ်သည့်အထိကျွန်တော်တို့ဝိုင်းဝန်းလှုပ်ဆောင်မှသာလျှင်ကျွန်တော်တို့လိုချင်တဲ့မျှော်မှန်းချက်ကိုရရှိနိုင်မှာပါဆိုတော့ပြောကြရင်လည်းကျွန်တော်တို့ဒီနေ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲဒီကုန်းချုပ်ပါဗျာ
ဟုတ်ကဲ့ subscribe ကိုနေခေါင်းလောက်ကိုနေပေးချပေးကျွန်တော်ဗီဒီယို